မင်္ဂလာပါဒီနေ့ကျွန်တော်တို့ရဲ့အကြောင်းအရာတစ်ခုကိုအတွင်းကျကျဆွေးနွေးမှုအစီအစဉ်လေးကနေကြိုးဆိုပါရစေ ဟုတ်ကဲ့မင်္ဂလာပါ ဒီနေ့ကျွန်တော်တို့ကဂျပန်နိုင်ငံကအမှုတစ်ခုကိုကြည့်ကြမယ်ဗျာဒိုင်ဂိုအီချီကူရာဆိုတဲ့လူငယ်တယောက်ရဲ့အကြောင်းပေါ့သူ့ဘဝကတကယ်တော့အလားအလာကောင်းကောင်းနဲ့စခဲ့တာ ဟုတ်ပါတယ်ဒါပေမဲ့အဆုံးသတ်မှာတော့တော်တော်လေးကြောက်စရာကောင်းတဲ့အရာတော်ဝတ်မှုတွေနဲ့ညီကုန်းချုပ်သွားတယ် ဟုတ်တယ်ကျွန်တော်တို့ဒီအကြောင်းကိုပြောဖို့အတွက်အဓိကမြင်ရတာက YouTube ပေါ်ကရာဇဝတ်မှုဇာတ်လမ်းဗီဒီယိုတစ်ခုရဲ့စာရမှတ်တမ်းလို့ဆိုရမှာပေါ့နော် ဟုတ်ပါတယ်ကျမတို့ဒီနေ့ဘာကိုအဓိကကြည့်ကျင်လဲဆိုတော့လေဒီလိုအစားပိုင်းမှာအဆင်ပြေခဲ့တဲ့အလားအလာရှိတဲ့လူငယ်တယောက်ကဘလို့အခြေအနေတွေဘလို့ဆုံးဖြတ်ချက်အမှားတွေကြောင့်ဒီလိုကြောက်စရာလမ်းကြောင်းပေါ်ရောက်သွားရတယ်လဲဆိုတာကိုနားလည်ဖို့ပါပဲ နောက်ပြီးသူ့အမေကိုယ်တိုင်ပါဝင်ပတ်သက်လာပုံကလည်းတော်တော်လေးကိုအရေးပါတဲ့အချက်ဗျာ ဟုတ်တယ်အဲ့ဒါကတကယ်စိတ်ဝင်စားစရာအပိုင်းပဲ ဟုတ်ပြီဒါဆိုသူ့ရဲ့ငယ်ဘဝမိသားစုနောက်ခံလေးနေစလိုက်ကြအောင်ဒိုင်းကိုကအထောင်းက90မီးမှမွေးတာနော် ဟုတ်ပါတယ်ဂျပန်အချီကာဝါမြို့မှာအစပိုင်းတော့မိသားစုကအခြေအနေတော်တော်ကောင်းတယ်လို့ပြောရမယ်သူ့အဖေကကြော်ညာကုမ္ပဏီကြီးတစ်ခုမှာယာတူးကောင်းကောင်းနဲ့ အမေကတော့ အမေကလည်းအဲ့ဒီကုမ္ပဏီမှာပဲအချင်းပိုင်းလုပ်ခဲ့တယ်ဆိုတော့လေချမ်းသာတယ်လို့တန်းပြောလို့မရပါမယ်တင်းငင်တဲ့အဆင်ပြေတယ်ပေါ့ ဟုတ်ကဲ့ဒါပဲအပြောင်းလဲတစ်ခုဖြစ်ခဲ့တယ်နော်အင်္ဂလန်ကိုပြောင်းသွားတာ မန်နဲ့1990မှာလောက်မှာဒိုင်းကအသက်9နှစ်အရွယ်လောက်ပေါ့အဖေရဲ့အလို့ကြောင့်တမိသားစုလုံးပြောင်းသွားကြတာ ပြောင်းရွှေ့ကတော့ကလေးတယောက်အတွက်ရောလူကြီးတွေအတွက်ပါစိန်ခေါ်မှုတွေရှိမှာပဲဘာသာစကားအသေးယဉ်ကျေးမှုအသေးဆိုတာလေ ရှိတာပေါ့ဒါပဲဒိုင်းကအသားကျမြန်တယ်လို့ဆိုတယ်အိမ်မှာတော့ဂျပန်လိုပဲပြောကြပါမယ်အเจ้าမအင်္ဂလိပ်စကားကိုမြန်မြန်တက်သွားတယ် အဲ့ဒါသူ့ရဲ့ဉာဏ်ရည်ကောင်းတာအလိုက်တဲ့နေတက်တာကိုပြတာပဲ ဟုတ်နိုင်ပါတယ်ဒါပေမဲ့အဲ့ဒီအဆင်ပြေမှုတွေကကြာတော့မခံလိုက်ဘူးအင်္ဂလန်ရောက်ပြီးမကြခင်မှာပဲသူ့ဖေကအမေဖြစ်သူဖူဂျီကိုပေါ်မှာအကျန်းဖတ်မှုတွေစလုပ်လာတယ် အိမ်တွင်းအကြံဖတ်မှုပေါ့ ဟုတ်တယ်ဒါကမိသားစုပြိုကွဲဖို့အစပဲနောက်ဆုံးတော့မိဘနှစ်ပါးကွဲသွားကြတယ် အဲ့ဒါကသူ့ဘောတော်တော်တက်ရောက်မှုရှိမှာပဲမိဘတွေကွဲတာရောအကြံဖတ်မှုမြင်ခွင့်တွေရောဆိုတော့အရင်မြစ်ထဲမှာအဲ့ဒါကိုသေချာပြောထားလား တန်ရိုက်ကြီးသူ့စိတ်ပိုင်းဆိုင်ရာကိုခွဲချမ်းစိတ်ဖြာထားတာမျိုးတော့မတွေ့ရဘူးဒါပေမဲ့သူ့အမေဖူဂျီကိုကြုံခဲ့ရတဲ့အခက်အခဲတွေကိုတော့ပြောထားတယ်ကွဲပြီးတော့ငွေရေးကြေးရပြန်ကျက်သေးသွားတယ်ခင်မွန်ဟောင်းရဲ့ချင်းချောက်မှုတွေလည်းရှိသေးတယ်ဆိုတော့အဲ့ဒီ PR တွေကြောင့်ဖူဂျီကိုကအရန်ခက်ခဲတဲ့ဆုံးဖြတ်ချက်တစ်ခုချလိုက်ရတယ်ဒိုင်းကိုဂျပန်ကဆွေမျိုးတွေစီပြန်ပို့လိုက်ကြ ဟုတ်လားသူကအင်္ဂလန်မှာဆက်နေပြီးအလုပ်လုပ်ဖို့ပေါ့ ဟုတ်တယ်မိခင်ရောတားတော့ပါခက်ခဲတဲ့ချိန်တွေဖြစ်မှာပဲ ဂျပန်ပြန်ရောက်တော့အတော်နဲ့ဦးလေးစီမှာနေတာလား ဟုတ်တယ်အတော်ဂျွန်းကိုချီမီနိုနဲ့အဲ့တုန်းကအတော်ယောက်ျားဦးလေးဝါဒနာဘီပေါ့သူတို့ကတော့ဒိုင်းကိုကောင်းကောင်းဆုံးရှောက်ခဲ့ပါတယ်တဲ့ နိုင်ငံတကာအကြောင်းတောင်ထားပေးသေးတယ်ဆို အစားပိုင်းမှာဖေကကြောင်းစိတ်ပေးသေးတယ်လေဒါပေမဲ့မိဘတွေကွာရှိမှုပြီးတဲ့ဖို့ဂျပန်ပြန်ရောက်လာတော့ကလေးကိုအဖေကရသွားပြန်ရော အဖေနဲ့ပြန်နေရတာပေါ့ ခဏပဲအဖေကနောက်အိမ်ထောင်ဖြူလိုက်တော့အိမ်မှာကရှုပ်ရှုပ်ထွေးထွေးလေးဖြစ်လာတယ်ဆိုတော့နောက်ဆုံးဒိုင်းကိုဘော်ဒါဆောင်ပို့လိုက်ကြတယ် သူ့ငယ်ဘွားကတော်တော်လေးမတီးလိမ်ခဲ့ဘူးပဲဟိုးရောက်တီးရောက်နေ ဟုတ်ကဲ့နေရာတွေရောလူတွေရောခဏပြောင်းနေခဲ့ရတာ ဒါပေမဲ့အန်အိုဖို့ကောင်းတာကဒီကြားတဲ့ကနေသူပညာရေးမှထူးချွန်ခဲ့တယ်ဗျာကနေဒါက British Columbia တက္ကသိုလ်ကဝင်ခွင့်ရတယ်ဆိုတာမလွယ်ဘူးနော် အဲ့ဒါတကယ်အထင်ကြီးစရာပဲသူ့မှာတကယ်တောက်ပတ်တဲ့အနာဂတ်ရှိနိုင်ခဲ့တယ်ဒါပေမဲ့အဲ့ဒီတက္ကသိုလ်ကိစ္စကပဲသူ့ဘဝရဲ့ဒီအကြီးဆုံးအလဲပြောင်းဖြစ်သွားစေခဲ့တယ် ဘလို့ဖြစ်လို့လဲ သူ့အဖေကလေတက္ကသိုလ်တက်ဖို့ငွေထောက်ပံ့တာကိုရုတ်တရက်ကြီးရလိုက်တယ် ဘာလို့လဲ အကြောင်းကြီးအတိအကျတော့အရင်မြတ်မှမရှင်းပြထားဘူးဒါပေမဲ့ဒီလောက်ရက်ကဒိုင်းကိုအကြီးရထိခိုက်စေခဲ့တယ်သူမဲကလည်းကနေဒါရဲ့ကျောင်းစီနေစရိတ်ကိုမတက်နိုင်ဘူးလေ ဆိုတော့တက္ကသိုလ်ဆက်တက်ဖို့သူဘလို့လုပ်ခဲ့လဲဒီနေရာမှာသူရွေးလိုက်တဲ့လမ်းကတော်တော်လေးလွဲသွားတာပဲ ဟုတ်တယ်ပညာရေးဆက်တင်နိုင်ဖို့နေထိုင်စားတော့ဖို့အတွက်သူကတရားမဝင်ငွေစေဝါရောင်းတဲ့အလုပ်ကိုလုပ်ခဲ့တယ် ဟိုက်တီတီကြီးနဲ့ကျူးလွန်တာပေါ့ ဒါပေမဲ့ပိုပြီးအံ့ဩစရာကောင်းတာကအဲ့လိုအန်ဒီများတဲ့အလုပ်ကိုလုပ်ရင်းနဲ့ပဲသူ့ဘွဲရအောင်တက်နိုင်ခဲ့သေးတယ် ဒါကသူ့ရဲ့စိတ်တက်မာကျော်ပုံလားဒါမှမဟုတ်အခြေအနေတွေကြကရအောင်လုပ်တတ်တဲ့ဘယ်လိုပြောမလဲဇွဲလာတော့မသိဘူး ဟုတ်နိုင်တယ်တနည်းနဲ့တော့သူ့လိုချင်တာကိုရအောင်လုပ်ခဲ့တာပဲပွဲရပြီးဂျပန်ပြန်လာတော့လေသူ့ရိတ်ချင်းနဲ့နိုင်ငံတကာအသွေးကြုံတွေကြောင့်အလုပ်ကောင်းချက်ချင်းနှီးပါရခဲ့တယ် လာစာကလည်းအများကြီးနော်တလကို PHP 3 တန်းလောက်ဆိုတော့ ဟုတ်တယ်နိုင်ငံတကာကုမ္ပဏီကြီးတစ်ခုမှာအဲ့ဒီမှာ Look for Guy Fat ယူကိုနဲ့တွေ့ပြီးအတူနေခဲ့ကြတယ် ပြီးတော့တိုက်ခန်းဝယ်ကြတည်တယ်မလားတိုကျိုမီနာတိုမှာတော်တော်ဈေးကြီးရဲ့နေရ 2018အော်တိုဟွာမှာပ
PHP 618တန်းလောက်တန်တယ်လို့ခန့်မှန်းကြတယ်နောက်နေ့ဇန်နဝါရီမှာတားလေးတစ်ယောက်မွေးလေ ဒီထီချီရင်တော့ရာအလုံးအစင်ပြည့်နေပုံပဲအောင်မြင်တဲ့လူငယ်လျောက်ရဲ့ဘဝဆက်လန်းလိုပဲ အပြင်ပန်းမှာတော့ဟုတ်ပါတယ်ဒါပေမဲ့အတွင်းမှာတော့ပြဿနာတွေစနေပြီဒိုင်းကိုကစိန်ခံပစ္စည်းတွေကိုလွန်လွန်ကဲကဲသုံးလာတယ် လမ်းစာများပေးမယ်မလဘူးပေါ့ ဟုတ်တယ်သူ့တုံးဆွေးပုံကသူ့ဝင်ငွေထက်ပိုများနေလေဒီလိုနဲ့ငွေလိုလာတော့ပထမဆုံးမမတာတာရာဇွေးမှုလို့ပြောရမယ်ဟာကိုစလို့ဆွေမျိုးလေးစီကတန်ပိုးကြီးလက်ဝတ်ရတနာတွေခိုးတယ် ဟုတ်လားခိုးပြီးပါလို့လဲ အွန်လိုင်းမှာပြန်ရောင်းတယ်လိုချင်တာရဖို့နီးလန့်မရွေးတော့တဲ့အစားပဲ ငွေပြဿနာအဖြစ်တခြားပြဿနာတွေရောရှိသေးလား ရှိတယ်သူ့လက်တွဲ for you ကိုအပေါ်မှာအကျန်းဖက်လာတယ်တားလေးမွေးပြီး3လလောက်မှာပဲအိမ်တွင်းအကျန်းဖက်မှုနဲ့အဖမ်းခံရတယ် ဟို တရားစွဲမခံရအောင်လျော့ကြေးပမာဏတော်တော်များများပေးလိုက်ရတယ် PHP 1.3 တန်းလောက်တယ်ဒီကိစ္စကြောင့် you ကိုနဲ့လမ်းခွဲလိုက်ကြတယ် လာစားကောင်းအလုပ်ကောင်းရှိနေမယ်အသုံးဆွဲမမိတ်မထိန်နိုင်တာဒီလိုအဆင့်အတန်းမြင့်ပုံကြီးအတူနောက်လိုက်ရင်အကျွေးဝင်နောက်ဆုံးအချမ်းဖက်မှုတွေပါဖြစ်လာတာကသူ့ရဲ့စိတ်ပိန်းဆိုင်ရာမှာတခုခုမားနေပြီဆိုတာပြနေတယ်လို့ပဲ ဟုတ်တယ်လမ်းခွဲပြီးမကြခင်မှာပဲမိဝါဆိုတဲ့လီစားတဲ့ထက်ရပြန်ရောအဲ့ဒီအချိန်မှာသူ့သားအတွက်ပေးရမယ့်ထောက်ပံ့ကြေးကိုလုံးဝပေးထားခဲ့လေ တာဝင်းမဲ့လိုက်တာ ဆိုတော့ယူကိုကတရားစွဲတာပေါ့ခလီထောက်ပံ့ကြေးရောဟိုတိုက်ခန်းဝယ်တုန်းကသူထည့်ထားတဲ့ပိတ်စံအတွက်ရောတောင်းတယ်ယူကိုအနိုင်ရသွားတယ်တန်ကိုကတော့တိုက်ခန်းကိုဆက်ပိုင်ခွင့်ရလိုက်ပြီးမြဲ အရက်ချဆက်သွဲရမှာပေါ့သူ့မှာကငွေမှမရှိတော့တာ အဲ့ဒါပဲတိုက်ခန်းရေးချငွေပေးဖို့တောင်ရုန်းကန်နေရပြီငွေချတဲ့ကုမ္ပဏီတွေစီကချေးရင်နဲ့အချွေရ PHP တန်းတန်းကျော်သွားတယ် ဒီအချိန်မှာဦးလေးဝါတာနာဘီစီကထတ်ချီသေးတယ်မလား ဟုတ်တယ်သူ့ကိုငယ်ငယ်ကစောင့်ရှောက်ခဲ့လဲဦးလေးလေအတော်ကျွန်းကိုနဲ့ကွာရင်းပြီးပြီးမဲ့သူကိုတားလို့ခင်နေသူအဲ့ဒီဦးလေးစီက PHP 9.8 တန်းလောက်ထတ်ချေတယ် အမလေးမြလာချီလားဒါပေမဲ့သူ့အတုံးကရက်မတော်တော့အကျွေးကရှိမြင်ရှိနေမှာပေါ့ ရှိတာပေါ့ဒီလိုနဲ့2020ဒီဇင်ဘာမှာဆွေမျိုးတွေစီကပလဲလက်ဆွတ်တူပါလို့ထပ်ခိုးပြန်ရော ဒီတစ်ခါတော့သူ့မိတိသွားတယ်ဆို ဟုတ်တယ်ဖူဂျီကိုပဲတီးသွားပြီးပစ္စည်းတွေပြန်ပေးဖို့ပြောတယ်အဲ့ဒီမှာအခြေအနေကအရန်ဆိုးသွားတယ်ဒိုင်းကသူ့မိနဲ့အကြီးကျယ်ရန်ဖိတ်ပြီးတော့လေနောက်ဆုံးသူ့မိအရင်ကိုကိုထီလက်ရောက်တက်ခိုက်တော်လာပဲ မလို့တိုက်ခိုက်တာလဲ 2020ဒီဇင်ဘာ9ရက်နေ့မှာတဲ့တုံးလဲတဲ့ကန်ကြောက်တယ်ဖူဂျီကိုဆေးရုံတင်လဲရတဲ့အထိပဲ ကို့မိအရင်ကိုဒါကတော့သူ့မှာလူစစ်ရောကြံသေးရလားမသိတော့ဘူး အဲ့ဒီအဖြစ်ပြက်ကသူဘလောက်နဲ့ရှမ်းရှိုင်ပစ္စည်းနေပြီလဲဆိုလာပြလိုက်တာပဲနောင်တဆိုလာလုံးဝကိုမရှိတော့ဘူး ဒီလိုလုပ်ပြီးတော့သူကရက်မသွားဘူးဆွေမျိုးစီခိုးလို့မရတော့အလုတ်ကနေခိုးတယ်မလား ဟုတ်တယ်2021 February မှာသူ့အလုပ်ကကုမ္ပဏီပတ်စံခိုးတယ်ဒီတစ်ခါတော့အဖမ်းခံရပြီးအလုပ်ပါပြုတ်ရော အာမခံနေတော့လွတ်လာသေးတယ်ဒါပေမဲ့အလုတ်မရှိငွေမရှိဆွေမျိုးတွေကလည်းလုံးဝအယုံကြည်မရှိတော့ဘူးလမ်းဆုံးပြီပေါ့ အိမ်မန်ရှင်တွေကသူတို့အိမ်ကိုအပေါ်တဘောမျိုးထားပြီးဘဏ်ကနေပိတ်ဆံပြန်ထုတ်တုံးတဲ့စနစ်ပေါ့အိမ်မန်ရှင်မသိမရှင်အိမ်မှာဆက်နေလို့ရတယ်တေသွားမှာဘဏ်ကအိမ်ကိုရောင်းပြီးသူတို့ပေးထားတဲ့ပိတ်ဆံပြန်ယူအား အော်သူအဲ့ဒါကိုဘယ်လိုအတုံးချဖို့စဉ်းစားရတာလဲ သူကသူ့အပေါ်ရဲ့အိမ်ကိုမေးစီကြသွားတယ်အဲ့ရကံပိုးလက်ရှိရလေ PhD စစ်တမ်းလောက်ဆိုတော့အဲ့အချိန်မှာဟွာကအဲ့ရတဲ့လဲနေပြီသူ့အတော်ကျွန်းကိုငယ်ငယ်ကသူ့ကိုစောင့်ရှောက်ခဲ့တဲ့အတော်လင်း အဲ့ဒီအတော်ကအဖွားကိုပြုစုဖို့အဲ့အိမ်မှာသူနေနေရပြဿနာကအဲ့ဒီပြောင်းပြန်ပေါင်လန်မှုလုပ်ချင်တဲ့အိမ်ပန်ရှင်ခွေလာရဲ့အိမ်မှာနေရတယ်သူ့ဖွားကအခြေအနေမပေးဘူးပြီးတော့အတော်ကျွန်းကိုကရှိနေရ နောက်ပြီးအဖွားဆုံးသွားရင်အိမ်ကသူ့အမေနဲ့အတော်ဆက်ခံမှာဆိုတော့ ဟုတ်တယ်အဲ့ခါကျတော့လုံးလုံးမရတော့ဘူးဆိုတော့သူ့မြန်မာအတော်ကျွန်းကသူ့အစီအစဉ်ရဲ့အတားအဆီးဖြစ်နေတာပေါ့နော် သူ့အတွေ့အကြုံကကြောက်စရာကောင်းလာပြီဒီတော့အဲ့ဒီအစီအစဉ်ကခဏရက်သွားပေမဲ့သူကတခြားနည်းနဲ့ငွေရအောင်စူးစမ်းနေတယ်နော်ဦးလေးဝါဒနာပဲစီပြန်သွားတယ် ဟုတ်တယ်သူ့ပေါ်အမြဲကောင်းခဲ့တဲ့ဦးလေးစီကငွေနဲနဲထပ်ချေသွေးတယ် PHP 1 တန်းလောက်ပြီးတော့သူကအိမ်အလားစင်နာကူညီမဲ့ဘာညာဟန်ဆောင်ပြီးအိမ်တော့အဖို့တစ်ခုခိုးတယ်ပြီးတော့ဦးလေးရဲ့အမေသူ့အဖွားပေါ့အဖွားရဲ့ credit card ကိုပါခိုးတယ် သူတို့စနစ်တကျလောက်တာပဲ ဒါတည်းမပေးဘူး2020 April 2ရက်နေ့မှာဝါဒနာဘီတန်ပို့ထားတဲ့ပန်းကြီးကနှစ်ချက်ကိုခိုးထားတယ် အဲ့ဒါတွေကိုရောဘာလုပ်လိုက်လဲ online မှာရောင်းဖြစ်တယ်ခိုးလာတဲ့ credit card နဲ့ဈေးကြီးတဲ့နားတွေတလုံးသွားဝယ်တယ်ဒီနေရာမှာပို့ဆိုးတာကသူ့မေဖူဂျီကိုဒီထက်ဆွဲသွင်းပါလာပဲ ဟမ်ဘယ်လိုဆွဲသွင်းတာလဲ ။နိုင်ဝယ်တဲ့အခါ credit card ပိုင်ရှင်လက်မှတ်လိုကြရတယ်
ဝါဒနာဘီရဲ့အမီလက်မှတ်နေရာမှာသူ့အမေဖူချီကိုအတူထိုးခိုင်းခဲ့လေ သူ့မဲဘာလို့သဘောတူလိုက်လဲအရင်တစ်ခါကိုတီလေးရောက်လုတ်ခံထားတဲ့တောင်း အရင်အမြင့်မှာအသေးစိတ်တော့မပါဘူးဒါမဲ့နောက်ပိုင်းဖြစ်တည်ရဒိုင်းကိုရဲ့ချင်းချောင်မှုတွေဖိအားပေးမှုတွေကြောင့်ဖြစ်နိုင်တယ်ဒါမှမဟုတ်တားပေါ်ချတဲ့မိခင်စိတ်ကြောင့်လားဒါမှမဟုတ်သူ့မကိုလည်းငွေလိုနေလို့လာတော့မသိဘူးဘယ်လိုပဲဖြစ်ဖြစ်ဒါကသူ့မအတွက်အယားမိုင်းသွားတဲ့ဆုံးဖြတ်ချက်ပဲ မကြခင်မှာပဲဦးလေဝါဒနာဘီကအကုန်တီးထွားတယ်မလားခိုးတာရောလိမ့်တာရော ဟုတ်တယ်ဧပြီ၄ရက်မှာတိပြီးရဲတိုင်တယ် CCTV ကြည့်လိုက်တော့ဒိုင်းကိုရောဖူချီကိုရောပါနေတာတွေ့ရောဒါပဲဝါဒနာဘီကလေမိသားစုရဲဆိုပြီးတော့လာမသိဘူးတိုင်ချက်ပြန်ရုပ်တင်းလိုက်တယ် ဟုတ်လား ဒိုင်းကိုခေါ်ပြီးစကားပြောတယ်ဒိုင်းကိုကလည်းဝင်ခံတယ်ပြန်ပေးပါမယ်လို့ကတိပေးတယ်တကယ်တော့သူ့မှာပတ်သက်တပြားမှမရှိတော့ဘူးဒါပေမဲ့ဒီလိုခွင့်လွှတ်လိုက်တာကသူ့ကိုနှောင်းသားရစေမြတ်စားသူ့စိတ်ထဲမှာဦးလေးအပေါ်မကျေနပ်စေပိုဝင်သွားစေမှုရတယ် ဘလို့မကျင့်တတ်တာလဲ သူကသူ့ပြဿနာတွေရဲ့အသားစီးနှစ်ယောက်ကိုရှင်းဖြစ်ဖို့ဆုံးဖြတ်လိုက်လို့ပဲပထမတစ်ယောက်ကအဒေါ်ဂျွန်းကိုပြောင်းပြန်ပုံနာမှုလုံးမရအောင်တားနေတဲ့သူဒုတိယတစ်ယောက်ကသူ့ပိတ်ဆက်အများကြီးပြန်ပေးရမယ်ဦးလေးဝါတာနာပြီး ဒါလူတက်ဖို့ကြံစီတာပေါ့ ဟုတ်တယ်တိတိကျကျဂျိုဒင်ဂျန်စီတာ2021 April 10ရက်မှာသူ online မှာရှာတယ်ကားတွေမှာသုံးတဲ့ engine အေးခဲကာကွယ်ဆေး antifreeze လေအဲ့ဒီက ethylene glycol ဆိုတာအဆိပ်ဖြစ်ကြောင်းလေ့လာတယ် အဲ့ဒါကဘလို့အစိတ်ညို့လဲ အယက်တာကချိုးတယ်ရက်ထဲရောလိုက်ရင်တောင်တီးဖို့ဖြစ်တယ်များများတောက်မြင်တည်နိုင်တယ်တည်ပြီးရင်တောင်တေချာစစ်မှအစိတ်မှန်းတည်တာမျိုးဖော်ထုတ်ရခက်တယ်ပေါ့ ကြောက်စရာကြီးဒါပြင်မီရှိုဖို့ရောလေ့လာတဲ့ဆို ဟုတ်တယ် April 7ကနေ73အတွင်းမှာမိဘလို့ရှိုးရမလဲဆိုတာအတန်းထန်ရှာတယ်ဗီဒီယိုတွေကြည့်လေဒါတွေအားလုံးကကြိုတင်ကြံစည်မှုတက်တယ်တွေပဲ ဆိုတော့ပထမပြစ်မှတ်ကအဒေါ်ဂျွန်းကို ဟုတ်တယ် antifreeze ဝယ်တယ် whisky အချိုးရည်တွေနဲ့ရော်တယ်ပြီးတော့ John ကိုနဲ့သူ့အမေ Fujiko ရဲ့အိမ်မှာအရက်တောင်ဖို့ဖိတ်ခေါ်တယ်အဲ့ဒီမှာ John ကိုအစိတ်ခတ်ထားတဲ့အရက်တိုက်လိုက်တာ သူ့မေရှိမှာလား ပြီးတော့အဲ့ညမှာပဲသူ့အမေကိုကွန်ဖွင့်ပြောတယ်ဒီနေ့ကဘလောက်လွတ်ခွကြောင်ကြွားတယ်ဝါရနာဘီကိုလည်းဒီလိုလုံမေပြောတယ်ပြီးတော့သူ့အမေကိုချင်းချောက်တယ်ဒီအကြောင်းဖွင့်ပြောရင်အိမ်ကိုမီးရှို့ပြမယ်တဲ့ဂျွန်ကိုအချင်းဘလို့ရှိလဲစောင့်ကြည့်ခိုင်းထားတယ်တဲ့ ဖျားသူ့မေကိုပါဒီလောက်ကြောက်စရာကိစ္စနဲ့အတင်းဆွဲတွင်းလာဝဲ antifreeze ထပ်တိုက်တယ်ဂျွန်ကိုတတိလက်သွားတော့လေကာနာဆွဲသွားပြီးအပေါ်ကနေတွန်းချလိုက်တယ် မတော်တဆပြုတ်ကြတဲ့ပုံစံဖန်တီးလာပေါ့ ဟုတ်တယ်ပြီးတော့တက်တဲ့တဲ့အကုန်ရှင်းပစ်ခဲ့တယ်သူ့အမေကိုအဲ့မှာနေခဲ့ဖို့ပြောတယ်ဧပြီ23ရက်နေ့သူပြောတဲ့အချိန်ကျမှရဲကိုဖုံးဆက်ပြီးလေကားကပြူကြတာတွေ့ချောင်းသတင်းပို့ခိုင်းတယ် သူ့အမေကတော့ခိုင်းတယ်နဲ့လုတ်ခဲ့လား လုတ်ခဲ့တယ်ကြောက်လို့ဖြစ်မယ်ရဲကလည်းအစာပိုင်းမှာမတော်တဆမှုလို့ပဲထင်ခဲ့ကြတာ ပထမအကျန်းအောင်မင်းသွားတော့ဒုတိယပြတ်မှတ်ဦးလေးဝဌာနာပြီးအလဲရောက်လာပြီ ဟုတ်တယ်ဧပြီ25ညမှာမီးရှို့ဖို့ထပ်လစ်လာတယ်ပြီးတော့သူ့မေစီတွားတယ်ဝါတနာဘီကိုထပ်မဲ့ကိစ္စမှာပါဝင်ဖို့ထပ်ဖိအားပေးရင် ဒီတစ်ခါတော့သူ့အမေကသဘောတူလိုက်သေးလား ဒီတခါတော့ဖူဂျီကိုကအပြင်းထန်ညင်းတယ်အဲ့မှာတိုင်းကိုကအရန်ရက်ဆက်သွားတာသူ့ကမေကိုလေမျက်လာတွေရင်ဘက်တွေမှာထိုးချိတ်ပါးစပ်ကိုတိတ်နဲ့ပိတ်လက်တွေခြေထောက်တွေကိုချိုးနဲ့တုတ် ဟာ ပြီးတော့ပိတ်ဆန်ရိတ်ထက်ကပိတ်ဆန်နဲ့ယူထက်စီပုံးတွေယူပြီးထပ်သွားခဲ့တယ် ငုံမေကိုဒီလောက်ထိလုတ်ရက်တယ်ပြီးတော့ဦးလေးဝဌာနာပြီးအင်ကိုသွားတာလား ဟုတ်တယ်ဧပြီ26မိနစ်4နာရီလောက်မှာတယောက်ထဲသွားတယ်သူခိုးထားတဲ့တောင်းနဲ့ဝင်တယ်အပေါ်ထပ်ဆိုဖာပေါ်တစ်စီလောင်းမီရှို့ထပ်ပြေးတော့ ဦးလေးဝဌာနာပြီးကတော့ သူကမနေ့4နာရီခွဲလောက်မီးလောင်တာတီလို့နိုးလာတယ်ရဲကိုဖုန်းဆက်ခဲ့သေးတယ်ဒါပေမဲ့မီးခိုးတွေမီးတော့တွေကြောင်းမှာတတိလစ်သွားပြီးမလစ်တော့ဘူးအိမ်ထဲမှာပဲဆုံးသွားတယ် ဒီအချိန်မှာတောက်ခံထားရတဲ့သူ့အမေဖူဂျီကိုကဘယ်လိုထွက်သွားလဲတန်ရတယ်နဲ့ဆိုတော့ အဲ့ဒါတကယ်မယုံနိုင်စရာပဲနန်ရိုးတွေကျိုးနေတဲ့ကြားကဖူဂျီကိုကကျိုးတွေဖြစ်နိုင်ခဲ့တယ်ပြီးတော့ရဲကိုဖုန်းဆက်ပြီးအကူအညီတောင်းရင်သူ့သွားတိုင်းကိုလုတ်ခဲ့သမျှအားလုံးကိုဖွင့်ချတိုင်လိုက်တော့တာပဲ နောက်ဆုံးတော့သူ့အမေရဲ့တတိခံချက်နဲ့ပဲသူအဖမ်းခံလိုက်ရတာပေါ့ ဟုတ်ပါတယ်ဒီတိုင်းချက်ကြောင့်တိုင်းကိုချက်ချင်းအဖမ်းခံရတယ်ရဲကလည်းအတော်ဂျွန်ကိုရဲ့တေဆုံးမှုကိုတန်တရာဖြစ်ပြီးပြန်စစ်တယ်ကံကောင်းတာကဂျွန်ကိုရဲ့အလောင်းကိုမတင်ကိုရသေးဘူး ဟော ဆိုတော့ပြန်စစ်လိုက်တော့ethylene glycol အဆိပ်တင်တာကိုတက်တည်ခိုင်ခိုင်လွန်လွန်တွေ့သွားတယ် ဒီလိုနဲ့တာရောအမေရောတရားရန်ဆိုင်ရတာပဲသူတို့အမှုတွေကဘယ်လိုဆုံးသက်သွားလဲ ဖူဂျီကိုမူမာရာသူရှင်တွေကသူဟာတားရဲ့ချင်းချုံမှုအနိုင်ကျင့်မှုတွေကြောင့်အတင်းခိုင်းစေခံရတာလူတက်ဖွန်ရွေးချက်မရှိဘူးသူကိုယ်တိုင်ကတားကောင်ပါလို့ခုခံတယ်ဒါပေမဲ့ကြားလို့ဘက်ကလည်း
သူနဲ့ညီမဂျွန်ကိုကြားဆက်ဆံရေးမကောင်းတာငွေလိုတာတွေရှိနိုင်တယ်လို့တင်ပြတယ် ဆိုတော့တရားရုံးကဘယ်လိုဆုံးဖြတ်လဲ တချို့ဒီစနစ်ဒီဇင်ဘာမှာတရားရုံးကသူ့ကိုအပေါင်းပါဖြစ်ရှိတဲ့ဆုံးဖြတ်ပြီးထောင်ဒဏ်9နှစ်ချလိုက်တယ်အယူခံဝင်ပေမဲ့ပယ်ချခံရတယ် တိုင်းကိုကြားရရောသူကနောင်တက်ရပေါ်လားဝန်ခံလား ဝင်မခံဘူးလုံးဝပဲကြိုတင်ကြံစီလီတက်မှုဆွဲချက်တွေကိုညင်းတယ်သူ့လို့တာတွေကအမေကိုကူညီခုပါတယ်သူ့အတွက်မဟုတ်ပါဘူးတဲ့ ဟုတ်လား ဂျွန်ကိုစိတ်ခတ်တာဆိုလဲဖျားနေလို့ဆေးတိုက်တာပါဆိုပြီးလိန်ရွေးတယ်ဝတနာဘီကိုမီးရှို့တာကြတော့လဲဝတနာဘီကဂျွန်ကိုတင်မှုမှာပါဝင်နိုင်လို့လက်ဆိုင်ချေတာပါဆိုပြီးအတိတ်ပဲမရှိတာတွေပြောတယ် သူမေကတော့ဘယ်လိုတည်တည်ထွက်လဲ သူ့အမေဖူဂျီကိုကတရားရုံးမှာသူ့ကိုစန့်ကျင်ပြီးအမှန်တိုင်းတက်တေထွက်ခဲ့တယ်သူ့လိန်ညာနေတာတွေကိုချေးဖြတ်ပစ်လိုက်တာပေါ့တရားခွင်မှာမိခင်နဲ့တာထိတ်တိုက်တွေ့တဲ့အခါတော်တော်တင်းမာခဲ့တယ်လို့ဆိုတယ် တိုင်းကိုရဲ့ပုံစံကဘယ်လိုနေလဲနောင်တရပုံရောပေါရလား မတန်းနေရတော့လုံးဝပဲနောင်တရတာကြောက်တာတခုမှမပြဘူးတဲ့အရာအလုံးအတွက်သူ့အမေကိုပဲအဖြစ်တင်နေခဲ့တယ် တော်တော်ထူးဆိုင်တဲ့စိတ်ပဲနောက်ဆုံးသူ့ကိုဘယ်လိုပြစ်ဒဏ်ချလိုက်လဲ 2023ဇူလိုင်24မှာချီဘာခရိုင်တရားရုံးကဒိုင်ကိုအရှိကူရာကိုချိုတင်ချန်စီလူတက်မှုနှမှုအတွက်အဖြစ်ရှိတဲ့ဆုံးဖြတ်ပြီးဂျပန်မှာအမြင့်ဆုံးပြစ်ဒဏ်တွေကတစ်ခုဖြစ်တဲ့ထောင်ဒဏ်တက်ကြွချမှတ်လိုက်ပါတယ်အယူခံလဲပယ်ချခံရပါတယ် ဒီအဖြစ်ပြက်တစ်ခုလုံးကိုပြန်ကြည့်လိုက်ရင်ဗျအစမှဒီလောက်အခွင့်အလမ်းကောင်းတွေအလားလာတွေရှိခဲ့တဲ့လူငယ်တယောက်ကရောဝတ္ထုဖြစ်စီတွေဘောအရန်တတ်မှတ်တာကိုဝင်ခွေးနဲ့မလိုက်တဲ့လူနေမှုပုံစံနောက်လိုက်တာအကျွေးတွေဖိအားတွေကြောင့်စိတ်ဓာတ်တွေတဖြည်းဖြည်းပျက်စီးလာပြီ ဟုတ်တယ်နောက်ဆုံးမှာသူ့ကိုကူညီခဲ့တဲ့သူ့ဘောကောင်းခဲ့တဲ့မိသားစုဝင်တွေကိုတောင်တစ္ဆာဖောက်ရရဆက်ဆက်တက်တဲ့ထိဖြစ်သွားခဲ့တယ်တကယ်ဝမ်းနဲ့ဟိုကြောက်ဖို့ကောင်းတဲ့ဖြစ်ရက်ပဲ စိတ်နှောင်းရဲ့အဖြစ်ရာဆုံးကတော့သူရဲ့ဒီလိုကြောက်စရာအစီအစဉ်တွေတဲကိုမိခင်အရင်ကပါချင်းချောက်ကြိုးကိုင်းပြီးဆွဲသွင်းခဲ့တာပဲဒါကမိသားစုဆက်ဆံရေးရဲ့အရန်ကိုရှုထွေးပြီးအမောင်မိုက်ဆုံးအပိုင်းကိုပြနေတယ်လို့ပဲ ဟုတ်ပါတယ်တကယ်စဉ်းစားစရာတွေအများကြီးပေးတဲ့အမှုတစ်ခုပါ ဒီနေ့ကျွန်တော်တို့ဆွေးနွေးခဲ့တာတွေကိုခြေခံပြီးစဉ်းစားစရာမေးခွန်းလေးတစ်ခုထားခဲ့ခြင်းတယ်ဗျဒိုင်ကိုလိုအခွင့်အရေးတွေအခွင့်အလမ်းတွေအများကြီးရခဲ့တဲ့သူမားပြီးတဲ့နောက်မှာတော့ခွင့်လွတ်မှုအကူအညီတွေထပ်ရခဲ့တဲ့သူတယောက်တော့ဗောလေကြုံလာတဲ့အခက်အခဲတွေကိုပဲကြောင်းပြနေတာထက်လူတယောက်ရဲ့ကိုယ်ပိုင်တာဝန်ယူမှုကိုယ်မှာကိုယ်တည်မှုကိုချင်းတရားထိန်းနိုင်မှုဆိုတာကဘယ်နေရာမှာပိုရေးကြီးလာတယ်လဲဆိုတာပေါ့ တစ်ဖက်ကကြံစမ်းစားရင်လည်းလူအတိုင်းဝိုင်းကတတ်မှတ်ထားတဲ့အောင်မြင်မှုပုံရိပ်အစင်သားမြင့်တဲ့လူနေမှုပုံစံတစ်ခုကိုမရရအောင်ထိမ့်သိမ်းပြသရမယ်ဆိုတဲ့ဖိအားမျိုးကတော့လူတယောက်ကိုဒီလိုအဆုံးရောက်တဲ့လောက်ရည်ဒီတွန်းပို့နိုင်တယ်လားဒါတွေကဒီမူးကနေကျွန်တော်တို့ဆက်ပြီးတွေးတောလို့ရတဲ့အချက်တွေပါပဲ ဟုတ်ကဲ့ဒီနေ့ဒီအကြောင်းအရာကိုစိတ်ဝင်စားစားနဲ့အချိန်ပေးနားဆင်ပေးကြတဲ့ကကျေးဇူးအများကြီးတင်ပါတယ် ကျေးဇူးတင်ပါတယ် နောက်တစ်ချိန်မှာလည်းစိတ်ဝင်စားစရာအကြောင်းအရာတစ်ခုနဲ့ပြန်လည်ဆုံတွေ့ကြပါဦးမယ်